ဘာဝနာတရားစတင်ပွားများအားထုတ်ဖို့ရအရှင်ကြောက်ရောက်ပါပြီယတနာတော်မြတ်၃ပါးနှင့်တကွအနန္တောအနန္တ၅ပါးတို့ကိုရှိခိုးပါမေတ္တာပုဒ်သအမြတ်ပေးဝေတော်မူကြပါဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဗုဒ္ဓဂုဏတော်အနန္တောဓမ္မဂုဏတော်အနန္တောသံဃဂုဏတော်အနန္တောမာတာပိတုဂုဏတော်အနန္တောအာဇရိယဂုဏတော်အနန္တောအနန္တောအနန္တ၅ပါးတို့ကိုယောသေမြတ်နိုးလက်ဆောင်မို့၍ရှိခိုးကြောပါ၏ရှင်ဘုရား30ပေါင်းကျင်လေကြကုန်သောလူနဲ့မြမသတ္တဝါအလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ကသိမ်းကင်းကျင်ကြပါစေဆိုရင်ကသိမ်းကင်းကျင်ကြပါစေယောဂကသိမ်းကင်းကျင်ကြပါစေကျွန်တော်တို့ဤဘဝအဆက်ဆက်မှစ၍ယနေ့တိုင်အောင်ပြုခဲ့ဘူးသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမွန်အစွတ်စွတ်တို့ကိုအလုံးကြာကြာသမျှအမြတ်ယူတော်မူရပါကုန်လောသာဓုသာဓုသာဓုဒီကနေ့လေဒီဆရာတော်ဘုရားကြီးတပည့်အနာဂံဆရာသက်ကြီးနိနနိတယအတိုင်းသမထဘာဝနာဝိပဿနာဘာဝနာတရားနှမျိုးတို့ကိုရှုမှတ်ပွားများအားထုတ်ရကုန်သောယောဂီအပေါင်းသူတော်ကောင်းတို့အားသမထဘာဝနာမှဝိပဿနာဘာဝနာသို့ကူးပြောင်းရှုမှတ်ခြင်းသမထဘာဝနာမှဝိပဿနာဘာဝနာသို့ကူးပြောင်းရှုမှတ်ခြင်းကိုဓမ္မဒါနသင်ကြားပို့ချပေးမှာဖြစ်ပါတယ်သမထဘာဝနာမှဝိပဿနာဘာဝနာသို့ကူးပြောင်းရှုမှတ်ခြင်းကိုထိုင်ပုံထိုင်နည်းနဲ့တကွဝါမြပုံကိုအပိုင်း၃ပိုင်းဖြင့်ရှင်းလင်းပို့ချပေးမှာဖြစ်ပါတယ်နံပါတ်1အပိုင်းကတော့ဝိပဿနာဤအတိုက်တွေကိုရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်2အပိုင်းကတော့အနာဂတ်ဆရာသက်ကြီးဤတရားရှုမှတ်နည်းကိုရှင်းလင်းပို့ချပေးမှာဖြစ်ပါတယ်နံပါတ်3အပိုင်းကတော့အနာဂတ်ဆရာသက်ကြီးရှုမှတ်တဲ့အတိုင်းထိုင်ပုံထိုင်နည်းနဲ့တကွသမထဘာဝနာမှဝိပဿနာဘာဝနာသို့ကူးပြောင်းပို့ချခြင်းကိုရှင်းလင်းပို့ချပေးမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ယောဂီအပေါင်းသူတော်ကောင်းတို့ရှုသောနံပါတ်1ဝိပဿနာဤအတိတ်တွေကိုအနိစ္စတိဝသေနဝိဝိဓိဟိအာကာရိဟိဓမ္မေပတ္တတိတိဝိပဿနာပညာတင်ပညာကိုတပိတော်ထား၍အနိစ္စတိဝသေနမမြဲခြင်းအစရှိသည်တို့ဤအစွမ်းဖြင့်ဝိဝိတိဟိအာကာရိဟိအမျိုးမျိုးသောအရှင်အရာအဖြင့်ဓမ္မေယုတ်ပရမတ်နံပရမတ်တရားတို့ကိုပတ္တတိခန္ဓာ၌ဉာဏ်ဖြင့်မြင်တတ်၏ဣတိတသမထို့ကြောင့်ဝိပဿနာမြည်၏ဝိပဿနာဆိုတာဟာအနိစ္စဒုက္ခအနတ္တသဘောကိုခန္ဓာမှာဉာဏ်ဖြင့်သိမြင်တာကိုဝိပဿနာလို့ခေါ်ပါတယ်အနိစ္စဒုက္ခအနတ္တဆိုတာဟာပရမတ္ထတရားအလုံးတို့ဤသဘောလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောလက္ခဏာတွေကိုခန္ဓာမှာဉာဏ်ဖြင့်ထင်မြင်နိုင်ရန်အတွက်ပညာကိုခေါ်ပြီးတော့ပရမတ်အာယုံကိုယူရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့
တေပြုလေးတွေဆရာတော်ဘုရားကြီးကပညာပရမတ်အတ္တမြင်သိဉာဏ်နှင်းကြည့်မှအနိစ္စကိုဒိဋ္ဌအမှန်စွာမြင်နိုင်ရသည်ပညာအရှက်စကန္ဒီပညာဆိုတာဟာမရှိတရားတွေဖြစ်ပါတယ်ပညာအမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်ဝိပဿနာရှုမှတ်မှုအရာမှာတော့သမုံဟပညာတဏ္ဍာနပညာတန်တတိပညာကဏပညာတို့ကိုသဘောပေါက်နားလည်ဖို့လိုပါတယ်သမုံဟပညာဆိုတာဟာမဟာဗုဒ္ဓတရားတွေစုပေါင်းနေတဲ့အတုံးအခဲတွေဖြစ်ပါတယ်တဏ္ဍာနပညာဆိုတာဟာတော့ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်တဲ့အတုံးအခဲတရက်သဘောတွေဖြစ်ပါတယ်တန်တတိပညာဆိုတာဟာမဟာဗုဒ္ဓတရားတွေကိုအစဉ်အတန်သဘောအပြင်ထင်ဆွေးနေတာဖြစ်ပါတယ်ကဏပညာဆိုတာဟာမဟာဗုဒ္ဓတရားတွေကိုအတုံးအခဲတရက်သဘောအပြင်ထင်ဆွေးနေတာဖြစ်ပါတယ်ဝိပဿနာရှုတဲ့အခါမှာဒီပညာသဘောတရားတွေကိုထွင်းဖောက်ပြီးပရမတ်သဘောတရားတွေကိုအာယုံပြုလိုက်တဲ့အခါပရမတ်တရားတွေရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုဉာဏ်တည်း၌ပေါ်လွင်ထင်ရှားစွာသိမြင်လာပါတယ်အဲ့ဒီလိုသိမြင်လာတဲ့ဉာဏ်ကိုဝိပဿနာဉာဏ်အဲ့ဒီလိုခေါ်ပါတယ်အနာဂတ်ဆရာသက်ကြီးဤတရားရှုမှတ်နေအနာဂတ်ဆရာသက်ကြီးတရားရှုမှတ်နေဆိုတာဟာအာနာပါနနှင့်သမာဓိထူထောင်ပြီးတော့အာနာပါနနှင့်ဝိပဿနာသို့ကုပြောင်းကတကိုယ်လုံးတကောင်လုံးရှုမှတ်ခြင်းဖြစ်ပါတယ်ဒီရှုမှတ်နေဟာလည်းပဲလေဒီဆရာတော်ဘုရားကြီးဟောကြားပို့ချအပ်သောအာနာပါနသုတ်တံဒေသနာနှင့်အမြင်ရှုမှတ်တဲ့နေ့ပဲဖြစ်ပါတယ်လေဒီဆရာတော်ဘုရားကြီးဟောကြားပို့ချပုံကတော့အလောက်ဝင်သို့ဝင်တိုင်းစိတ်ဝိတက်ကိုသုတ်တန်ခြင်းကရှိဥစွာအာနာပါနတတိဝင်စားရမည်စိတ်ဝိတက်ညင်းသောအခါမှဝိပဿနာမနတိကာရကိုအထောက်ရမည်အဲဒီလိုဆိုလို့ချင်းယောဂီအပေါင်းသူတော်ကောင်းတို့တွေအာနာပါနသမထနဲ့အာနာပါနဝိပဿနာကိုနားလည်သဘောပေါက်တာဖို့ရန်လည်းလိုအပ်ပါသေးတယ်အာနာပါနသမထဆိုတာဟာနာတိဝ၌မိမိစိတ်ကိုအခိုင်အမာစိတ်ချပြီးတော့အဲ့ဒီနာတိဝ၌ထွက်သက်လေခတ်သောအခါထွက်သက်ဟူ၍ဝင်သက်လေခတ်သောအခါဝင်သက်ဟူ၍စိတ်အမှတ်ပြုံးမှုဖြစ်စေရမည်နာတိဝမှာထွက်သက်လေကိုရှုတဲ့အခါမှာထွက်သက်အပြင်မှတ်ပေဝင်သက်လေခတ်သောအခါမှာဝင်သက်အပြင်မှတ်ပေရမယ်တဲ့အဲ့ဒီလိုမျိုးမှတ်ပေခြင်းဒီအာနာပါနသမထမြင်ပါတယ်အာနာပါနဝိပဿနာဆိုတာဟာထွက်သက်ဝင်သက်၌ခက်မာမုံသဘောတရားဖွင့်စည်းမုံသဘောတရားပူနွေးမုံသဘောတရားလှောက်ရှားမုံဟူသောကရိယာ၄ချက်သည်သာပရမတ္ထအပြင်ထင်ရှားရှိပါတယ်အတိအသီးသောထို၄ချက်တို့ကိုထိအောင်အာယုံပြုသောဉာဏ်သည်သာပရမတ္ထသို့စိတ်သောဉာဏ်မြင်ပါတယ်ထွက်သက်ကိုမှုတ်ထုတ်သည်ရှိသောအမတ်တမဲ့မလွတ်စေဘဲနဲ့အနိစ္စထင်အောင်ရှုမှတ်ပြီးတော့ထွက်သက်ကိုလွှတ်မြည်ဟုတ်လွှတ်တိုင်းအနိစ္စမနတိကာရရှိသောမြည်စေရပါမယ်ဝင်သက်လေကိုရှုသွင်းတဲ့အခါမှာလည်းပဲအမတ်တမဲ့မဝင်သွားစေဘဲနဲ့အနိစ္စထင်အောင်ရှုမှတ်ပြီးဝင်သက်လေကိုရှ
ရှုမှတ်တဲ့အနိစ္စမနတိကာရရှိသောမြည်စေရမည်တဲ့အနာဂတ်ဆရာသက်ကြီးရှုမှတ်တဲ့အတိုင်းထိုင်ပုံထိုင်နည်းနဲ့တကွသမထဘာဝနာမှဝိပဿနာဘာဝနာသို့ကူးပြောင်းပုံကတော့အနာဂတ်ဆရာသက်ကြီးတရားရှုမှတ်နေဆိုတာလေဒီဆရာတော်ဘုရားကြီးဤဟောကြားပို့ချတဲ့နေ့ဖြစ်တယ်ဆိုတာသိကြရပြည့်တဲ့နောက်မှာဆက်လက်ရွေးတော့အဲ့ဒီနေ့အတိုင်းသမထဘာဝနာမှဝိပဿနာဘာဝနာသို့ကူးပြောင်းပို့ချပေးပါမယ်အလုံးယောဂီအပေါင်းသူတော်ကောင်းတို့ကြာရှည်တိုင်တိုင်မြင့်ဣရိယာပုဂ္ဂိုလ်ပြင်ဆင်ပြတော်မူကြပါဒီနေရာမှာယောဂီအပေါင်းသူတော်ကောင်းတို့ရဲ့ပရမတ္ထတရားထင်ရှားစွာအဖြစ်မြင်လွယ်သိလွယ်အောင်မိမိတို့၏ဣရိယာပေါင်းများကိုပြင်ဆင်ကြတဲ့အခါမှာအောက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ခြေထောက်နှချောင်းကိုမထက်မုံရဲတော်၎င်းဘေဖက်ပေါင်ပေါ်မှာဘေဖက်ဤလက်ဘဝကိုပက်လက်လှန်ပြီးရတော်၎င်းညာဘက်ဤပေါင်ပေါ်မှာညာဘက်ဤလက်ဝါးကိုပက်လက်လှန်ပြီးရတော်၎င်းလက်ဝါးကလေးတွေကိုဖြန့်ပြီးတော့တော်၎င်းအောက်ပိုင်းဤခန္ဓာကိုယ်ကိုပြင်ဆင်ပြီးတော်မူကြပါအလယ်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုကြတော့ခါကလေးကိုဖြောင်းဖြောင်းမမကလေးမတိမလျော့သောအဖြစ်ပြင်ဆင်ပြီးတော်မူကြပါခေါင်းကလေးကိုမမထားပြီးတော့မငိတ်လုံးမမောလုံးသောအပြင်ထားပြကြပါမိမိတို့၏ဣရိယာပေါင်းများစိတ်ကြိုက်ပြင်ဆင်ပြီးတော့တဲ့နောက်မှာယောဂီအပေါင်းသူတော်ကောင်းတို့တွေအာယုန်တစ်ပါးစိတ်မသောရအောင်မျက်လောကလေးကိုအတအရာကလေးပိတ်ပြပါကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးဤမိမ္မာတော်မူချက်အရာအလောက်ကွင်သောဝင်တိုင်းစိတ်ဝိတ္တကိုသုတ်သင်ညာအလို့ငါရှိဥစွာအာနာပါနမနတိကာရကိုဝင်စားရမည်လို့မင်းတော်မုံရှနဲ့အညီဝင်လေထွက်လေဤတရားဖြစ်သောနာတိဝသို့မဟုတ်အထက်နှခမ်းဖြတ်မှာတတိကပ်ပြီးတော့ရှိဥစွာနာတိဝသို့ဝင်လာတဲ့ဝင်လေတိုင်းကိုဝင်လေလို့မှတ်ပေးပါနာတိဝမှပြန်ထွက်နေတဲ့ထွက်လေတိုင်းကိုထွက်လေလို့မှတ်ပေးပါဒီလိုမျိုးနာတိဝသို့ဝင်လာတဲ့ဝင်လေတိုင်းနာတိဝမှပြန်ထွက်နေတဲ့ထွက်လေတိုင်းကိုယောဂီအပေါင်းသူတော်ကောင်းတို့သမထဘာဝနာတရားကျင့်ကြံပွားများအထောက်ခဲ့ကြတဲ့အခါရှုမှတ်ပွားများအထောက်ခေကြတဲ့ဤအတိုင်းလေဤထိရဖြစ်တဲ့နာတိဝနာတိပြအတွင်းသားဆိုင်နာညာမွင်းခြင်းပင်နှာနှုတ်ယိုဒီနေရာကလေးမှာထိပြီးတော့ဝင်သွားတဲ့လေဤခံစားမှုသဘောအမုံအရာတွေကိုတွေ့အောင်ပြင်ဘက်မှာတွေ့ခဲ့ဖို့တဲ့အာယုံတစ်ပါးအာယုံနှစ်ပါးအစခတ်တဲ့အပြင်အာယုံတို့စီကိုစိတ်မရင်းသွားရလေအောင်ရှိဥစွာစိတ်ဝိတ္တစိတ်ဤအကျဉ်အစဉ်တရားတွေကိုသုတ်တန်ဖို့ရန်အလို့ငါသမထသမာဓိကိုစတင်ပြီးတော့တည်ထောင်ရခြင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့ယောဂီအပေါင်းသူတော်ကောင်းတို့တွေနာတိဝမှဝင်လာတဲ့လေကလေးဤထိရခံစားမှုသဘောတရားအမုံအရာနာတိဝမှထွက်သောတဲ့လေကလေးဤထိရခံစားမှုသဘောတရားဤအမုံအရာအဲ့ဒီသဘောအမုံအရာတွေကိုခံစားမိအောင်9မိနစ်ခန့်ရှုမှတ်ပွားများအားထုတ်ပေးကြပါရှက်စိလက်စိဝင်လေတို့ဤထိရာကိုခံစားမိခြင်းထွက်လေတို့ဤထိရာကိုခံစားမိခြင်းအဲ့ဒီလိုခံစားခြင်းအမုံအရာတွေကိုတွေ့ပြီးရှုမှတ်နိုင်ပြီးဆိုလျင်သမာဓိဖြစ်ပြီးမို့လို့ဝင်လေထွက်လေတွေဟူသောလေကိုအာယုံမပြုတ်ကြပဲ
ဝင်လေထွက်လေဤထိရှက်တိုင်းမှာပြစ္ဆုတ်ပံမင်းအောင်တတိကပ်ပြီးစူးစူးစိတ်ရှုမှတ်ပေးပါထိရှက်မှာဘယ်လိုခံစားမှုသဘောအမုံအရာတွေဖြစ်ပေါ်နေပါလဲခံစားမှုသဘောအမုံအရာဆိုတာဟာပရမတ်အစစ်ဓာတ်အနှစ်တွေပဲဖြစ်ပါတယ်ပရမတ်ဆိုတာဟာပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါဘူးယောက်ျားမိန်းမမဟုတ်ပါဘူးအတုံးအခဲလည်းမဟုတ်ပါဘူးပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်ပါဘူးလုံးဝမရှိတဲ့တရားလည်းမဟုတ်ပါဘူးကိုယ်ပိုင်သဘောအမုံအရာလက္ခဏာတွေနှင့်မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ရုပ်ပရမတ်ကရုပ်လက္ခဏာတွေနှင့်နာမ်ပရမတ်ကနာမ်လက္ခဏာတွေနှင့်အတိအမှန်တကယ်ရှိနေပါတယ်ဥဒ္ဒသဘောတွေအေးတဲ့သဘောတွေလှုပ်ရှားထောက်ကန်တဲ့သဘောတွေနှင့်အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမုံခံစားမှုတွေဟာပရမတ်သဘောအမုံအရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှာပြစ္ဆုတ်ပံမိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်ဓာတ်တွေကိုတဲကွဲထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုထားပါစူးစူးစိတ်ရှုထားပါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအာနာပါနဝိပဿနာဘာဝနာနှင့်ပတ်သက်ဝဲဒီလိုဟောထားပါတယ်အနိစ္စနုပ္ပတ္တိအတ္တသိက္ခာမိတိသက္ကတိအနိစ္စနုပ္ပတ္တိပတ္တသိက္ခာမိတိသက္ကတိအနိစ္စနုပ္ပတ္တိအနိစ္စသဘောကိုထက်ကရှုမှတ်သည်ဖြစ်ရအတ္တသိက္ခာမိဝင်သက်ကိုဖြစ်เสียဣတိဤသို့သက္ကတိရှုမှတ်၏အနိစ္စသဘောတရားကိုထက်ကရှုမှတ်သည်ဖြစ်ရဝင်သက်ကိုဖြစ်စေရမည်တဲ့အနိစ္စနုပ္ပတ္တိအနိစ္စသဘောကိုထက်ကရှုမှတ်သည်ဖြစ်ရပတ္တသိက္ခာမိထွက်သက်ကိုဖြစ်စေအံ့ဣတိဤသို့သက္ကတိရှုမှတ်၏အနိစ္စသဘောကိုထက်ကရှုမှတ်သည်ဖြစ်ရထွက်သက်ကိုဖြစ်စေရမည်ဝင်သက်ကိုရှုသိတဲ့အခါမှာလည်းပဲအနိစ္စသဘောကိုဉာဏ်၌မြင်အောင်ရှုမှတ်ရပါမယ်ထွက်သက်ကိုမှုတ်ထုတ်တဲ့အခါမှာလည်းပဲအနိစ္စသဘောကိုဉာဏ်၌မြင်အောင်ရှုမှတ်ရပါမယ်အနိစ္စဆိုတာဟာရုပ်ပရမတ်နာမ်ပရမတ်တွေရဲ့အနိစ္စကိုပြောတာဖြစ်ပါတယ်ပညာအနိစ္စကိုပြောတာမဟုတ်ပါဘူးရှုတတ်ပါယောဂီအပေါင်းသူတော်ကောင်းတို့တွေအာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့စူးစူးစိတ်ရှုတတ်ပါနာသီဝမှာရှုမှတ်တာမိနစ်အနည်းငယ်ခန့်ကြာမြင့်သွားပြီဆိုလို့ရှိရင်ရှုွက်ပြောင်းပါမယ်ဆရာကြီးဆရာသက်ပရမတ်ဓာတ်တွေထင်ရှားသိမြင်ခဲ့တဲ့ငေထိတ်လို့ခေါ်တဲ့နေရာကလေးမှာတတိကပ်ပြီးစူးစူးစိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်၌မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမလည်းမဟုတ်အတုံးအခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံအရာလက္ခဏာတွေနှင့်မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ရုပ်ပရမတ်ကရုပ်လက္ခဏာတွေနှင့်နာမ်ပရမတ်ကနာမ်လက္ခဏာတွေနှင့်အတိအမှန်တကယ်ရှိနေပါတယ်ဘုဒ္ဓသဘောတွေဣဒ္ဓသဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေနှင့်အဲ့ဒီသဘောအမျိုးတွေကိုသိမုံခံစားမှုတွေဟာပရမတ်သဘောအမုံအရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြစ္ဆုတ်ပံမိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်ဓာတ်တွေရဲ့သဘောအမုံအရာတွေကိုတဲကွဲထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုထားပါစူးစူးစိတ်ရှုထားပါငေတိုက်တည်းဟူသောနေရာမှာပဲရှုမှတ်ပွားများအထောက်ပေးပါ
နမိတ်နိုင်ခန့်သုံးမိတ်နိုင်ခန့်ငေတိုင်းမှာရှုထပေးပါအာယုံတစ်ပါးစိတ်မသောပါစေနဲ့သုံးမိတ်နိုင်ခန့်ရှုမှတ်ပွားများအားထုတ်ပြီးလို့ရှိရင်ငေတိုက်ကိုရှုမှတ်နေရမှတဖြည်းဖြည်းရှုွက်ပြောင်းပါမယ်ညာဘက်ပပြင်ကိုအာယုံပြုလိုက်ပါညာဘက်ပပြင်အဲ့ဒီညာဘက်ပပြင်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အလုံးအခဲလည်းမဟုတ်ပေါင်းသနာရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွင်းနှင့်မဖောင်းမပြန်အမှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွင်နှင့်နံပရမတ်ကနံလက္ခဏာတွင်နှင့်အသိအမှန်တကယ်ရှိနေပါတယ်ပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောင်ရှားတောက်ကန်တဲ့သဘောတွေနှင့်အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံအရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်တတွေရသဘောအမုံအရာတွေကိုသေသေးကွဲကွဲထင်ရှားစွာသိမြင်နိုင်ပါတယ်ညာဘက်ပပြင်မှာစူးစူးစိတ်စိတ်ရှုမှတ်ပေးပါညာဘက်ပပြင်ရှုမှတ်ပွားများအထောက်ပေးညာဘက်ပပြင်မှာဘေဘက်ပပြင်ကိုရှုွက်ပြောင်းမယ်အဲ့ဒီညာဘက်ပပြင်ကိုရှုမှတ်နေရမှာဘေဘက်ပပြင်ကိုရှုမှတ်ဖို့ရန်အတွက်ရှုွက်ပြောင်းပါမယ်ဘေဘက်ပပြင်အဲ့ဒီဘေဘက်ပပြင်မှာတတိကပိစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်၌မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတောင်းအခဲလည်းမဟုတ်ပေါင်းသနာရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မပေါမပြန်မှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်တကယ်ရှိနေပါတယ်ဘေဘက်ပပြင်မှာပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောင်ရှားထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောမျိုးမျိုးတွေကိုသိမုံခံစားမုံတွေဟာပရမတ်သဘောအမုံအရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိချမှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်ဓာတ်တွေရသဘောအမုံအရာတွေကိုသေသေးကွဲ့ကွဲ့ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်စိတ်ရှုတာပါဘေဘက်ပပြင်မှာရှုမှတ်ပွားများအားထုတ်ပေးပါဘေဘက်ပပြင်မှာတဖြည်းဖြည်းနောက်စေ့တည်ဟူသောနေရာကိုရှုွက်ပြောင်းပါပဲရှုွက်နေတာအပြင်နောက်စေ့အမျိုးသမီးတွေစတုံးထုံးတဲ့နေရာအဲ့ဒီနေရာလေးကိုရှုမှတ်ပွားများအားထုတ်ပေးပါအဲ့ဒီနောက်စေ့မှာတတိကပိစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတောင်းအခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံအရာလက္ခဏာတွေနေမဖောက်မပြန်အမှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်တကယ်ရှိနေပါတယ်ပုဒ်တဲ့သဘောတွေအေးတဲ့သဘောတွေလှောင်ရှားထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုကြည့်ချက်မှပြည့်စုံပန်မိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်ဓာတ်တွေရသဘောအမုံရတွေကိုသေသေးကွဲကွဲထင်ရှားစွာသိမြင်နိုင်ပါတယ်နောက်စေ့တည်ဟူသောနေရာမှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါနောက်စေ့တည်ဟူသောနေရာကိုရှုမှတ်နေရာမှာတဖြည်းဖြည်းတိုးရှိအာယုံယူပြီးတော့
လေပင်တေဟူသောနေရာကိုရှုကွက်ပြောင်းပါမယ်လေပင်တေဟူသောနေရာမှာတတိကအာယုံစိတ်ရှုမှတ်ပွားများအထောက်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးအခဲလည်းမဟုတ်ပေါင်းတန်တန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမောင်ရလက္ခဏာတွင်နှင့်မဖောင်းမပြန်အမှန်တကယ်ရှိကြပါတယ်ရုပ်ပရမတ်ကရုပ်လက္ခဏာတွင်နှင့်နံပရမတ်ကနံလက္ခဏာတွင်နဲ့အသေးအသေးအမှန်တကယ်ရှိနေပါတယ်ဗုဒ္ဓသဘောတွေအေးတဲ့သဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမောင်ရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြစ္ဆုတ်ပန်မိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်တတွေရသဘောအမောင်ရတွေကိုတည်တည်ကွဲကွဲထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်စိတ်ရှုတာပါလေပင်တွေဟူသောရှုွက်မှသူရှိအာယုံခံယူပြီးတော့တတိကရှုမှတ်နေရာမှာလေပင်တွေဟူသောနေရာမှာသူရှိပြီးတော့ခေါင်းတစ်ခုလုံးဖြစ်တဲ့ငေတိုက်ညာဘက်ဘာပြင်ဘေဘက်ဘာပြင်နောက်စစ်လေပင်အဲ့ဒီခေါင်းတစ်ခုလုံးကိုသူရှိအာယုံခံယူပြီးတတိကရှုမှတ်ပေးပါယောဂီအပေါင်းသူတော်ကောင်းတို့တွေပရမတ်တတ်တွေဤသဘောအမုံရာတွေကိုတွေ့ရှိခဲ့တဲ့နေရာတွေကိုအာယုံခံပြီးတော့စူးစူးစိတ်စိတ်ရှုထားပြပါရှုွက်ပြောင်းပါမယ်ခေါင်းတစ်ခုလုံးတည်းဟူသောနေရာမှာသူရှိအာယုံခံယူပြီးရှုွက်ပြောင်းမယ်ငယ်တိုက်မှစောက်တဲ့ခေါင်းတစ်ခုလုံးကိုရှုမှတ်နေရာမှာတစ်ဖြစ်ဖြစ်ရှုွက်ကိုသူရှိပြီးတော့လက်ရဘက်လက်မောင်းညာဘက်လက်မောင်းအဲ့ဒီညာဘက်လက်မောင်းဤအပေါ်မှာတတိကပိစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ရှိပါပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်တုံးကလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမောင်ညာလက္ခဏာတွေနဲ့မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ရုပ်ပရမတ်ကရုပ်လက္ခဏာတွေနှင့်နံပရမတ်ကနံလက္ခဏာတွေနှင့်အတိအသည့်အမှန်တကယ်ရှိနေပါတဲ့ဘုရားသဘောတွေအေးတဲ့သဘောတွေလောက်ရှားထောက်ကန်တဲ့သဘောတွေနှင့်အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမုံခံစားမုံတွေဟာပရမတ်သဘောအမောင်အရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြစ္ဆုတ်ပါမိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်တတွေရသဘောအမုံအရာတွေကိုတည်တည်ကိုယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ရဘက်လက်မောင်းညာဘက်လက်မောင်းဤအပေါ်မှာရှုတာပါစူးစူးစိတ်စိတ်ရှုတာပါလက်ရဘက်လက်မောင်းညာဘက်လက်မောင်းကိုရှုမှတ်ပွားများအထောက်နေရာမှတိုးရှစ်ပြီးတော့လက်ရဘက်လက်ဖြံတတော်စိတ်မှနေပြီလို့ရှိရလက်ကောက်ဝက်အထီးလက်ဖြံကိုအာယုံပြုလိုက်ကြပါရှုွက်ပြောင်းပေးကြပါအဲ့ဒီလက်ပြန်လောက်ခေါ်တဲ့နေရာကလေးမှာတတိကပ်ပြီးစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်၌မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva လည်းမဟုတ်ပါဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူးအတုံးအခဲလည်းမဟုတ်ပါဘူးပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်ပါဘူးလုံးဝမရှိတဲ့တရားလည်းမဟုတ်ပါဘူးကိုယ်ပိုင်သဘောအမောင်ရလက္ခဏာတွေနဲ့မပေါင်းမပြအမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အတိအသည့်အမှန်တကယ်ရှိနေပါတယ်တရားတန်နေကြတဲ့ယောဂီအပေါင်းသူတော်ကောင်းတို့ဤတန်တန်ထဲမှာပရမတ်သဘောတရားရဲ့အမုံညာအပြင်ပူတဲ့သဘောတွေအေးတဲ့သဘောတွေလောက်ချထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီလိုမျိုးသဘောအမုံညာမျိုးမျိုးတွေကိုသိမုံခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြစ္ဆုတ်ပါမိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်တတ်တွေရ
သဘောအမုံရတွေကိုတည်တည်ကွက်ကွက်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုရပါစူးစူးစိတ်စိတ်ရှုရပါလက်ဖြံတဲ့ဟူသောနေရာမှာစူးစူးစိတ်စိတ်ရှုမှတ်ပွားများအထောက်ပေးကြပါလက်ဖြံတဲ့ဟူသောနေရာကိုရှုမှတ်ပွားများအထောက်နေရာမှာယောဂီအပေါင်းသူတော်ကောင်းတို့ညာဘက်လက်ဖမိုးအဲ့ဒီညာဘက်လက်ဖမိုးကိုရှုွက်ပြောင်းပါမယ်ညာဘက်လက်ဖမိုးဤနေရာမှာတတိကပိစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုညာနဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမလည်းမဟုတ်အတုံးကဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မဖောက်မပြင်းမှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသိအမှန်တကယ်ရှိနေပါတယ်ပူတဲ့သဘောတွေတဲ့သဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိချင်မှပြစ္ဆုတ်ပန်မိအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်ဓာတ်တွေရသဘောအမုံညာတွေကိုသိသိကွဲကွဲတင်ရှားစွာသိမြင်နိုင်ပါတယ်ရှုရပါစူးစူးစိတ်စိတ်ရှုရပါညာဘက်လက်ဖမိုးညာဘက်လက်ဖမိုးကိုရှုမှတ်ပွားများအားထုတ်နေရမှာညာဘက်လက်ဘဝညာဘက်လက်ဘဝတတိကပိစူးစူးစိတ်စိတ်ရှုမှတ်ပေးပါညာဘက်လက်ဘဝ၏အပေါ်မှာရှုမှတ်ပွားများအားထုတ်ကြတဲ့အခါမှာပရမတ်တရားတွေကိုညာနှိုက်မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်ဆိုတာဟာပုဂ္ဂိုလ်သတ္တဝါလည်းမဟုတ်ပါဘူးယောက်ျားမိန်းမအတုံးအခဲလည်းမဟုတ်ပါဘူးပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်ပါဘူးလုံးဝမရှိတဲ့တရားလည်းမဟုတ်ပါဘူးကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မဖောက်မပြန်အမှန်တကယ်ရှိကြပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသိအမှန်တကယ်ရှိနေတတ်ပါတယ်ယုတ်ပရမတ်၏သဘောအမုံရတွေကတော့ပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေနဲ့နံပရမတ်ဤသဘောလက္ခဏာတွေကတော့အဲ့ဒီလိုမျိုးပူတဲ့သဘောတွေအေးတဲ့သဘောတွေလောက်ရှားထောက်ကန်နေတဲ့သဘောအမုံအရာအမျိုးမျိုးတွေကိုသိနေတာခံစားနေတာသည်ပရမတ်သဘောအမုံအရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိချမှပြည့်စုံပါမင်းအောင်တတိကရှုမှတ်နိုင်ရင်ပရမတ်ဓာတ်တွေရသဘောအမုံအရာတွေကိုတက်တက်ကွဲကွဲတင်ရှားစွာသိမြင်နိုင်ပါတယ်ယောဂီပေါင်းသူတော်ကောင်းတို့တွေညာဘက်လက်ဘဝပေါ်မှာအာယုံစုစိုက်ကြည့်လိုက်တဲ့အခါမှာပူခြင်းအေးခြင်းနှွေးခြင်းတလောက်လောက်တလက်လက်ဖြစ်နေတာတို့စပြင်းပြင်းကျဉ်ဆက်ဆက်ဖြစ်နေတာတို့ဆိုတာဟာယုတ်တုဤဖောက်ပြန်တဲ့ပရမတ်သဘောတရားတွေပဲအဲဒီလိုပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေစပြင်းပြင်းကျဉ်ဆက်ဆက်တွင်းနေတဲ့သဘောတွေကိုသိနေတာတို့ခံစားနေတာတို့ဆိုတာဟာနံပရမတ်ဤသဘောလက္ခဏာတွေဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရဘက်လက်မောင်းညာဘက်လက်မောင်းမှစတင်ပြီးတော့လက်ပြန်လက်ဖမို့လက်ဘဝလက်တရှောင်းလုံးမှာတတိကပိစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်တုံးကလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မပေါက်မပြအမှန်တကယ်ရှိနေပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသိအမှန်တကယ်ရှိနေပါတယ်ဘုဒ္ဓသဘောတွေအေးတဲ့သဘောတွေသိမှုခံစားမှုတွေအဲ့ဒီလိုသဘောအမုံရတွေဆိုတာပရမတ်သဘောအမုံရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိချက်မှပြစ္စုပ္ပန်မိအောင်တတိကရှုမှတ်နိုင်ရင်သေးသေးကွယ်ကွယ်ထင်ထင်ရှားရှားသိမြင်နိုင်ပါတယ်ညာဘက်လက်တစ်ချောင်းလုံးမှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါယောဂီပေါင်းသူတော်ကောင်းတို့ညာဘက်လက်တစ်ချောင်းလုံးကိုရှုမှတ်ပွားများအားထုတ်နေရမှာရှုွက်ပြောင်းပါမယ်လက်ရဘက်လက်ကိုရှုမှတ်နေရမှာတဖြည်းဖြည်းရှုွက်ကိုတိုးရှက်ပြီးတော့လက်ဝဲဘက်လက်မောင်းတဲ့လက်ဝဲဘက်လက်မောင်းမှာတတိကအာယုံစုစိုက်လိုက်ပါအဲ့ဒီလက်ဝဲဘက်လက်မောင်းမှာပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးအခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်
ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မပေါက်မပြတ်မှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်ရှိနေပါတယ်ဘုဒ္ဓသဘောတွေဣဒ္ဓသဘောတွေလောက်ရှထောက်ကန္တာသဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမုံခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်၌ပြစ္စုပန်မိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်စိတ်ရှုတာပါလက်ဝဲပဲလက်မောင်းလက်ဝဲပဲလက်မောင်းကိုရှုမှတ်ပွားများအားထုတ်နေရမှတိုးရှဲပြီးတော့လက်ဝဲပဲလက်ဖြန့်အဲ့ဒီလက်ဝဲပဲလက်ဖြန့်ကိုအာယုံပြုတ်လိုက်ကြပါတတိကအာယုံပြုတ်ပြီးတော့ပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်တုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောမုံညာလက္ခဏာတွေနဲ့မပေါက်မပြတ်အမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်ရှိနေပါတယ်ဘုရားသဘောတွေတဲ့သဘောတွေလောက်ရှတောက်ကန္တသဘောတွေနဲ့အဲ့ဒီသဘောမျိုးတွေကိုသိမှုခံစားမှုတွေပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်နိုင်ပြစ္စုပန်မိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်ရှုတာပါလက်ဝဲပဲလက်ဖြန့်အဲ့ဒီလက်ဝဲပဲလက်ဖြန့်ကိုရှုမှတ်ပွားများအားထုတ်နေရမှတိုးရှင်းပြီးတော့ရှုွက်ပြောင်းပါမယ်လက်ဝဲပဲလက်ဖုံမိုးလက်ဖမိုး၏အပေါ်မှာအာယုံစိတ်လိုက်ပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်တရားတွေဆိုတာဟာယောဂီအပေါင်းသူတော်ကောင်းတို့ပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောက်ရှားထောက်ကန္တာသဘောတွေနဲ့အဲ့ဒီသဘောမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိကျင်တာပြစ္စုပန်မိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်ရှုတာပါအဲ့ဒီလိုလက်ဝဲဘက်လက်ဖမိုးကိုရှုမှတ်ပွားများအားထုတ်နေရမှထိုးရှစ်ပြီးတော့လက်ဝဲဘက်လက်ဘဝဒီဟုသောနေရာကိုတတိကအာယုံပြုလိုက်ကြပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးအကယ်လည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောင်းမပြတ်အမှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်ရှိနေပါတယ်ဗုဒ္ဓသဘောတွေဧတဲ့သဘောတွေလှောက်ရှားထောက်ကန္တသဘောတွေနဲ့အဲ့ဒီသဘောမျိုးတွေကိုသိမုံခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိရှင်းနိုင်ပြစ္စုပန်မိအောင်တတိကရှုမှတ်နိုင်သက်သက်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ဝဲဘက်လက်ဖဝါဤအပေါ်မှာစူးစူးစိတ်ရှုတာပါလက်ဝဲဘက်လက်မောင်းကနေလက်ဝဲဘက်လက်ဖြန့်လက်ဖမိုးလက်ဖဝါလက်ဝဲဘက်လက်တချောင်းလုံးဤအပေါ်မှာတတိကအာယုံပြုလိုက်ကြပါအဲ့ဒီလက်ဝဲဘက်လက်တချောင်းဤအပေါ်မှာစူးစူးစိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးအခဲလည်းမဟုတ်ပေါင်းတန်တန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်ရှိနေပါတယ်ပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောက်ရှားထောက်ကန္တသဘောတွေနဲ့အဲ့ဒီသဘောမျိုးတွေကိုသိမုံခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်နိုင်ပြစ္စုပန်မိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်ရှုတာပါလက်ဝဲပဲလက်တချောင်းလုံးပေါ်မှာရှုမှတ်ပွားများအားထုတ်ပေးကြရှုွက်ပြောင်းပါမယ်
လက်ဝဲဘက်လက်ကိုရှုမှတ်နေရမှတပြည့်ပြည့်ရှုွက်ကိုတွတ်ရှိပြီးတော့ခန္ဓာကိုယ်အလယ်ပိုင်းအဲ့ဒီခန္ဓာကိုယ်အလယ်ပိုင်းဤနေရာတွေဖြစ်တဲ့ရင်ဘက်ကိုရှုွက်ပြောင်းပါမယ်အဲ့ဒီရင်ဘက်ဒီဟူသောနေရာမှာတတိကပ်ပြီးတော့စူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နှိပ်မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်သဘောတရားတို့ဆိုတာဟာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမူအရာလက္ခဏာတွေနဲ့မပေါက်မပြန်အမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ပုံတဲ့သဘောတွေဧတဲ့သဘောတွေလောက်ရှတောက်ကနတ်သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမူအရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှားမှပြည့်စုံပါမင်းအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွက်ကွက်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရင်ဘတ်ဒီဟူသောနေရာမှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါပရမတ်တရားတွေကိုဉာဏ်နှိပ်မြင်အောင်ကြည့်ပါပူတဲ့သဘောအေးတဲ့သဘောလှုပ်ရှားထောက်ကန်တဲ့သဘောတရားတွေဆိုတာယုတ်တို့ဤပရမတ်အဲ့ဒီလိုမျိုးရင်ဘတ်မှာပူတာတော့အေးတာတော့လှုပ်ရှားထောက်ကန်တဲ့သဘောတရားတွေကိုသိနေတာတော့ခံစားနေတာတော့ဆိုတာနံပရမတ်ဤသဘောအမူအရာလက္ခဏာတွေဖြစ်ပါတယ်ရင်ဘတ်ကိုရှုမှတ်ပွားများအားထုတ်နေရမှရှုွက်ပြောင်းပါမယ်ဝိုင်းပြင်ကိုရှုွက်ပြောင်းပေးပါဝိုင်းပြင်အဲ့ဒီဝိုင်းပြင်လေးဟူသောနေရာမှာပရမတ်တရားတွေဉာဏ်နှိပ်မြင်အောင်ကြည့်ပါအဲ့ဒီဝိုင်းပြင်မှာပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်တုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမူအရာလက္ခဏာတွေနဲ့မပေါက်မပြန်မှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ယုတ်ပရမတ်ဆိုတာဟာပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေနဲ့နံပရမတ်ဆိုတာအဲ့ဒီပူတဲ့သဘောတရားအေးတဲ့သဘောတရားလှောက်ရှားထောက်ကန်တဲ့သဘောတရားတွေကိုသိမုံခံစားမှုတွေဖြစ်တယ်ဒီသဘောတရားတို့ကိုထိရှက်မှပြစ္ဆုတ်ပါမိအောင်တတိကရှုမှတ်နိုင်ရင်တက်တက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ဝမ်းမြင်လေးဟူသောနေရာမှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါဝမ်းမြင်လေးဟူသောနေရာကိုရှုမှတ်ပွားများအားထုတ်နေရာမှာရှုွက်ကိုပြောင်းပါမယ်ကြောဖြင့်ကြောပြင်းနေဟူသောနေရာမှာတတိကအာယုံစိတ်ရှုမှတ်ပွားများအားထုတ်ပေးပါအဲ့ဒီကြောပြင်းနေဟူသောနေရာမှာပရမတ်တရားတွေကိုဉာဏ်နှိပ်မြင်အောင်ကြည့်ပါပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva လည်းမဟုတ်ပါဘူးယောက်ျားမိန်းမလည်းမဟုတ်ပါဘူးအတုံးခဲလည်းမဟုတ်ပါဘူးပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်ပါဘူးလုံးဝမရှိတဲ့တရားလည်းမဟုတ်ပါဘူးကိုယ်ပိုင်သဘောမုံရလက္ခဏာတွေနဲ့မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ပုဒ်တဲ့သဘောတရားတွေအေးတဲ့သဘောတရားတွေလှောက်ရှားထောက်ကန်တဲ့သဘောတရားတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမောင်ညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုရပါစူးစူးစိတ်စိတ်ရှုရပါအလယ်ပိုင်းဖြစ်တဲ့ခန္ဓာကိုတစ်ခုလုံး၏အပေါ်မှာတတိကပ်ပြီးတော့စူးစူးစိတ်စိတ်ရှုမှတ်ပေးပါရင်ပြင်ဝမ်းပြင်ကြော့ပြင်တစ်ခုလုံးကိုပေါင်းပြီးတော့တတိကပ်ပြီးစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါအဲ့ဒီရင်ပြင်ဝမ်းပြင်ကြော့ပြင်ခန္ဓာကိုတစ်ခုလုံး၏အပေါ်မှာပူတဲ့သဘောတရားအေးတဲ့သဘောတရားလှောက်ရှားထောက်ကန်တဲ့သဘောတရားတွေနဲ့အဲ့ဒီလိုပူတဲ့သဘောတရားတွေအေးတဲ့သဘောတရားတွေလှောက်ရှားထောက်ကန်တဲ့သဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတရားတွေကိုထိရှက်မှပြစ္ဆုတ်ပါမိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုထားပါစူးစူးစိတ်စိတ်ရှုထားပါခန္ဓာကိုယ်အလေပိုင်းတစ်ခုလုံးကိုရှုမှတ်ပွားများအားထုတ်နေရမှရှုွက်ပြောင်းပါမယ်လက်ရဘက်ခြေထောက်လက်ရဘက်ခြေထောက်ကိုရှုွက်အနေအထားအပြင်ပြောင်းပေးပါလက်ရခြေထောက်ဘက်မှာရှုမှတ်နေရပရမတ်သဘောတရားတွေကိုဉာဏ်ဖြင့်မြင်အောင်ကြည့်ပါလက်ရခြေထောက်ဟာ
ပုဂ္ဂိုလ်တ attva မောယောက်ျားမိန်းမမောအတုံးကလေးမောပုံသဏ္ဍာန်ရှိတဲ့တရားလေးမောလုံးဝမရှိတဲ့တရားလေးမောကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ယုတ်ပရမကယုတ်လက္ခဏာတွေနဲ့နံပရမကနံလက္ခဏာတွေနဲ့အသိအမှန်ရှိနေပါတယ်ပူတဲ့သဘောတွေအေတဲ့သဘောတွေလှောက်ရှားတောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမွန်ခံစားမှုတွေဟာပရမတ်သဘောအမုံရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတရားတွေကိုထိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်တဲတဲကွက်ကွက်ထင်ရှားစွာသိမြင်နိုင်ပါတယ်ရှုထားပါစူးစူးစိတ်စိတ်ရှုထားပါလက်ရခြေထောက်ရဲ့အပေါ်မှာရှုမှတ်ပွားများအားထုတ်နေရမှာတိုးရှိပြီးတော့လက်ရဘက်ခြေသလုံးလက်ရဘက်ခြေသလုံးဤအပေါ်မှာပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးကလေးမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မပေါက်မပြန်မှန်တကယ်ရှိပါတယ်ယုတ်ပရမတ်ကယုတ်လက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသေးအမှန်ရှိနေပါတယ်ပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောက်ရှားတောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောမျိုးတွေကိုသိမုံခံစားမှုတွေပရမတ်သဘောအမုံရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိကျမှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်တက်တက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ရဘက်ခြေသလုံးရဲ့အပေါ်မှာစူးစူးစိတ်စိတ်ရှုမှတ်ပွားများအားထုတ်ပြပါလက်ရဘက်ခြေသလုံးကိုရှုမှတ်ပွားများအားထုတ်နေရမှတိုးရှိပြီးတော့လက်ရဘက်ခြေဖမိုးကိုရှုခွက်အပြင်ပြောင်းပေးပါအဲ့ဒီလက်ရဘက်ခြေဖမိုးဤအပေါ်မှာပရမတ်တရားတွေကိုဉာဏ်နှံ့မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်သဘောတရားအမုံညာတို့ဆိုတာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်ဘူးလုံးဝမရှိတဲ့တရားလည်းမဟုတ်ဘူးကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မပေါက်မပြန်မှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသိအမှန်ရှိနေပါတယ်ပုဒ်တဲ့သဘောတွေအေတဲ့သဘောတွေလှောက်ရှားထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာဘာလမန်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်တက်တက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ရဘက်ခြေဘုံပေါ်မှာစူးစူးစိတ်စိတ်ရှုမှတ်ပေးပါလက်ရဘက်ခြေဘုံကိုရှုမှတ်ပွားများအားထုတ်နေရမှာလက်ရဘက်ခြေဘဝမှာတတိကပြီးတော့စူးစူးစိတ်စိတ်ရှုမှတ်ပွားများအားထုတ်ပြပါအဲ့ဒီလက်ရဘက်ခြေဘဝရဲ့အပေါ်မှာရှုမှတ်ပွားများအားထုတ်ကြတဲ့အခါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါလက်ရဘက်ခြေဘဝဤအပေါ်မှာပရမတ်တရားတွေကိုဉာဏ်ဖြင့်မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမမဟုတ်တုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မပေါက်မပြန်အမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမကနံလက္ခဏာတွေနဲ့အသိအမှန်ရှိနေပါတယ်ပူတဲ့သဘောတွေအဲ့တဲ့သဘောတွေလှောက်ရှားတောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံရာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြစ္ဆုတ်ပါမိအောင်တတိကရှုမှတ်နိုင်ရင်ယောဂီပေါင်းသူတော်ကောင်းတို့နဲ့တက်တက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ရဘက်ခြေဘဝဤအပေါ်မှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါလက်ရဘက်ခြေဘဝကိုရှုမှတ်ပွားများအားထုတ်နေရမှာရှုွက်ကိုတိုးရှိပြီးတော့လက်ရဘက်ခြေထောက်တစ်ချောင်းလုံးဤအပေါ်မှာတတိကစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာဟာပုဂ္ဂိုလ်တ attva မောယောက်ျားမိန်းမမောအတုံးအကဲလည်းမောပုံသဏ္ဍာန်ရှိတဲ့တရားလည်းမောလုံးဝမရှိတဲ့တရားလည်းမောကိုယ်ပိုင်သဘောအမုံရလက္ခဏာတွေနဲ့မဖောက်မပြန်မှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အသိအမှန်တကယ်ရှိနေပါတယ်ဘုရားသဘောတွေအဲ့တဲ့သဘောတွေလှောက်ရှားတောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေပရမတ်သဘောအမုံရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်တက်တက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ရဖက်ခြေထောက်တစ်ချောင်းလုံးရဲ့အပေါ်မှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါလက်ရဘက်ခြေထောက်တစ်ချောင်းလုံးကိုရှုမှတ်ပွားများအားထုတ်နေရမှလက်ဝဲဘက်ပေါင်ကိုရှုခွက်ပြောင်းပါလက်ဝဲဘက်ပေါင်ရဲ့အပေါ်မှာပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်တ attva မဟုတ်ယောက်ျားမိန်းမလည်းမဟုတ်အတုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ပါဘူး
ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောက်မပြအမှန်တကယ်ရှိပါတယ်ရုပ်ပရမတ်ကရုပ်လက္ခဏာတွေနဲ့နာမ်ပရမတ်ကနာမ်လက္ခဏာတွေနဲ့အတိအမှန်ရှိနေတတ်ပါတယ်ပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောင်ရှားတောက်ကနာသဘောတွေနဲ့အဲ့ဒီသဘောမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပါရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောအမုံညာတွေကိုချိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်တဲတဲကွဲကွဲတင်ရှားစွာသိမြင်နိုင်ပါတယ်လက်ဝဲဘက်ပေါင်ကိုရှုမှတ်ပွားများအားထုတ်နေရမှရှုခွက်ပြောင်းပါမယ်လက်ဝဲဘက်ခြေသလုံးလက်ဝဲဘက်ခြေသလုံးကိုရှုခွက်ပြောင်းပေးပါအဲ့ဒီလက်ဝဲဘက်ခြေသလုံး၏အပေါ်မှာပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါအဲ့ဒီပရမတ်ဆိုတာပုဂ္ဂိုလ်တ attva မဟုတ်ပါဘူးယောက်ျားမိန်းမလည်းမဟုတ်ပါဘူးအတုံးအခဲလည်းမဟုတ်ပါဘူးပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်ပါဘူးလောင်ဝါမရှိတဲ့တရားလည်းမဟုတ်ပါဘူးကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောက်မပြအမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့ပရမတ်ကနာလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ဗုဒ္ဓသဘောတွေအဲ့တဲ့သဘောတွေလောက်ချထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပါရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိချမှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ကွယ်တင်ရှားစွာသိမြင်နိုင်ပါတယ်ရှုတာပါစူးစူးစိတ်စိတ်ရှုတာပါလက်ဝဲဘက်ခြေသလုံးကိုရှုမှတ်ပွားများအားထုတ်နေရမှရှုခွက်ပြောင်းမယ်ယောဂီပေါင်းသူတော်ကောင်းတို့လက်ဝဲဘက်ခြေသလုံးမှနေပြီးတော့လက်ဝဲဘက်ခြေပမောအဲ့ဒီလက်ဝဲဘက်ခြေပမောကြီးအပေါ်မှာတတိကပ်ပြီးစူးစူးစိတ်စိတ်ရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ပါဘူးယောပရမတ်ကယောလက္ခဏာတွေနဲ့နာပရမတ်ကနာလက္ခဏာတွေနဲ့အတိအမှန်ရှိပါတယ်ယောပရမတ်တို့ရဲ့သဘောအမုံညာဆိုတာဟာပူတဲ့သဘောတွေအေးတဲ့သဘောတွေလှောင်ရှားထောက်ကန်တဲ့သဘောတွေအဲ့ဒီပူတာအေးတာလှောင်ရှားထောက်ကန်တဲ့သဘောအမျိုးမျိုးတွေကိုနာပရမတ်၏အနေထားအပြင်သိမှုခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိရှက်မှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်တဲတဲကွဲကွဲသင်ရှားစွာသိမြင်လာပါလိမ့်မည်လက်ဝဲဘက်ခြေပမောရဲ့ပေါ်မှာစူးစူးစိတ်စိတ်ရှုထားပဲလက်ဝဲဘက်ခြေပမောကိုရှုမှတ်ပွားများတောင်းနေရမှလက်ဝဲဘက်ခြေဘဝကိုရှုခွက်ပြောင်းပါမယ်လက်ဝဲဘက်ခြေဘဝအဲ့ဒီလက်ဝဲဘက်ခြေဘဝ၏အပေါ်မှာပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးအခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လောင်ဝါမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောက်မပြအမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့ပရမတ်ကနာလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ပူတဲ့သဘောတွေအေးတဲ့သဘောတွေလောက်ချတောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပါရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုသိချမှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ကွယ်သင်ရှားစွာသိမြင်နိုင်ပါတယ်လက်ဝဲဘက်ခြေပမောလက်ဝဲဘက်ခြေဘဝကြီးအပေါ်မှာရှုထားပါစူးစူးစိတ်စိတ်ရှုပေးပါအဲ့ဒီလက်ဝဲဘက်ခြေဘဝကိုရှုမှတ်ပွားများအားထုတ်နေရမှလက်ဝဲဘက်ခြေတောင်းတစ်ချောင်းလုံးမှာတတိကပ်ပြီးရှုမှတ်ပေးပါပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်ပုံသဏ္ဍာန်ရှိတဲ့အတုံးအခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်ကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောက်မပြအမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နပရမတ်ကနလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ဗုဒ္ဓသဘောတွေအေရသဘောတွေလောက်ချထောက်ကန်တဲ့သဘောတွေနဲ့အဲ့ဒီသဘောအမျိုးမျိုးတွေကိုသိမှုခံစားမှုတွေဟာပရမတ်သဘောအမုံညာလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတွေကိုထင်ရှားမှပြည့်စုံပါမိအောင်တတိကရှုမှတ်နိုင်ရင်သက်သက်ကွယ်ကွယ်ထင်ရှားစွာသိမြင်နိုင်ပါတယ်လက်ဝဲဘက်ခြေတောင်းတစ်ချောင်းလုံး၏အပေါ်မှာရှုထားပါစူးစူးစိတ်စိတ်ရှုထားပါရှုခွက်ပြောင်းမယ်ယောဂီအပေါင်းသူတော်ကောင်းတို့ရှုခွက်ပြောင်းပါမယ်လက်ဝဲဘက်ခြေထောက်မှာအဲ့ဒီလက်ဝဲဘက်ခြေထောက်ကိုရှုမှတ်နေရမှတဖြည်းဖြည်းတိုးရှိပြီးတော့ရှုခွက်ကိုတိုးရှိပြီးခန္ဓာကိုယ်တစ်ခုလုံးကိုခြုံပြီးတော့တတိကပ်ပြီးစူးစူးစိတ်စိတ်ရှုမှတ်ပေးပါခန္ဓာကိုယ်တစ်ခုလုံးကိုတတိကပ်ပြီးတော့စူးစူးစိတ်စိတ်ရှုမှတ်ပေးအစိတ်ရှုမှတ်ပွားများအားထုတ်နေရမှအပေါင်းဖြစ်တဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုခြုံပြီးတော့တတိကပ်ပြီးတော့စူးစူးစိတ်စိတ်ရှုမှတ်ပေးပါအဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးကိုခြုံပြီးရှုမှတ်ပွားများအားထုတ်ကြတဲ့ယောဂီတို့ဟာ
ပရမတ်တရားတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပါပရမတ်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ယောက်ျားမိန်းမမဟုတ်အတုံးအခဲလည်းမဟုတ်ပုံသဏ္ဍာန်ရှိတဲ့တရားလည်းမဟုတ်လုံးဝမရှိတဲ့တရားလည်းမဟုတ်အဲ့ဒီပရမတ်သဘောအမုံညာဆိုတာဟာကိုယ်ပိုင်သဘောအမုံညာလက္ခဏာတွေနဲ့မဖောက်မပြန်အမှန်တကယ်ရှိပါတယ်ယောပရမတ်ကယောလက္ခဏာတွေနဲ့နံပရမတ်ကနံလက္ခဏာတွေနဲ့အတိအမှန်ရှိနေပါတယ်ယုတ်ပရမတ်ဤယုတ်လက္ခဏာတွေနံပရမတ်ဤနံလက္ခဏာတွေနဲ့အတိအမှန်တကယ်ရှိနေတတ်ပါတယ်ယုတ်ပရမတ်ဤသဘောတရားအမုံရဆိုတာဟာပူတဲ့သဘောတွေအေးတဲ့သဘောတွေလောက်ရတောက်ကန်တဲ့သဘောတွေနံပရမတ်ဤသဘောလက္ခဏာတွေဆိုတာထိုသို့သောပူတဲ့သဘောအေးတဲ့သဘောလောက်ရထောက်ကန်တဲ့သဘောတွေကိုသိမုံခံစားမှုတွေဟာနံပရမတ်ဤသဘောအမုံရလက္ခဏာတွေဖြစ်ပါတယ်ဒါကြောင့်မလို့ယောဂီပေါင်းသူတော်ကောင်းတို့ခန္ဓာကိုယ်တစ်ခုလုံးကိုရှုမှတ်ပွားများအားထုတ်ကြတဲ့အခါဥခြင်းအေခြင်းနှွေခြင်းတလုံးလုံးတလဲလဲဖြစ်ခြင်းစဖြစ်ဖြစ်ကျင့်စာစဖြစ်ခြင်းတရော့ရော့တမောမောဖြစ်ခြင်းတည်းဟူသောသဘောအမုံညာလက္ခဏာတို့သည်ယုတ်ပရမတ်ဤသဘောအမုံညာလက္ခဏာတွေဖြစ်တယ်။အဲဒီပူခြင်းသဘောတရားအေခြင်းသဘောတရားနှွေခြင်းသဘောတရားတလုံးလုံးတလဲလဲဖြစ်ခြင်းသဘောတရားစဖြစ်ဖြစ်ကျင့်စာစဖြစ်ခြင်းသဘောတရားတောင်းတင်းနာကျင်ခြင်းသဘောတရားတရော့ရော့တမောမောဖြစ်ခြင်းသဘောတရားတွေကိုသိမုံခံစားမှုတွေဟာတော့နံသဘောတရား၏အမုံရလက္ခဏာတွေဖြစ်ပါတယ်ဒီသဘောတရားတွေကိုထိရှင်းတိုင်းမှာပြည့်စုံပါမည်အောင်တတိကရှုမှတ်နိုင်ရင်ပါရမတ်တရားတွေရဲ့တရှိန်ချင်းတလောက်လောက်တရော့ရော့တမောမောနဲ့ပြောင်းလဲဖောက်ပြန်နေတဲ့အနိစ္စသဘောကိုဉာဏ်ထဲမှာသဲကွဲထင်ရှားစွာသိမြင်နိုင်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံး၏အပေါ်မှာရှုရပါစူးစူးစိတ်ရှုရပါယောဂီတို့ကမိမိခန္ဓာကိုယ်ကိုစုပေါင်းရဲ့တမျိုးခွေးစိတ်ရွက်တပံနင်းမြို့ဆုံးအောင်ရှုမှတ်ခဲ့ကြပါပြီပရမတ်တွေရဲ့သဘောအမုံရလက္ခဏာကိုတွေ့ကြပါရဲ့လားအဲ့ဒီသဘောတရားတွေဟာတည်မြဲနေကြသလားပြည့်နေကြသလားလို့မေးလို့ရှိရင်ပြည့်နေကြတယ်အဲ့ဒီပြည့်နေကြတဲ့သဘောတရားတွေဟာတတ္တဝါတွေလားလို့မေးလို့ရှိရင်တတ္တဝါတွေလည်းမဟုတ်ပါဘူးယောက်ျားတွေလားလို့မေးလို့ရှိရင်ယောက်ျားတွေလည်းမဟုတ်ဘူးတဲ့မိန်းမတွေလားမေးလို့ရှိရင်မိန်းမတွေလည်းမဟုတ်ဘူးလက်တွေလားလို့မေးလို့ရှိရင်လက်လည်းမဟုတ်ဘူးခြေတွေလားမေးလို့ရှိရင်ခြေလည်းမဟုတ်ဘူးအတုံးအခဲတွေလားလို့မေးပြန်တော့လည်းအတုံးအခဲလည်းမဟုတ်ဘူးဒါဖြင့်လုံးဝမရှိဘူးလားလို့မေးပြန်တော့လည်းရှိပါတယ်တဲ့ဘလို့ရှိပါသလဲလို့မေးတဲ့အခါသဘောအမုံအရာအဖြစ်ရှိကြပါတယ်အဲ့ဒီလိုပုဂ္ဂိုလ်တ attva မဟုတ်ပဲသဘောအမုံအရာတွေဖြစ်နေတာပြက်နေတာကိုမြင်ရတာဟာပရမတ်သဘောတရားတွေရဲ့အနိစ္စကိုမြင်တာဖြစ်တဲ့အတွက်ဝိပဿနာလို့ခေါ်ပါတယ်အဲ့ဒီသဘောကိုပင်ကြံ့ကံမှာအနိစ္စတိဝသေနဝိဝေတိအာကာရိဓမ္မေပတ္တိတိဝိပဿနာပညာတိပညာကိုတပိတော်တောက်ရအနိစ္စတိဝသေနမမြဲခြင်းအစရှိသည်တို့၏အစွမ်းအဖြစ်ဝိဝေတိအာကာရိအမျိုးမျိုးသောအရှင်ရာအပြင်ဓမ္မေယုတ်ပရမဏပရမတ်တို့ကိုပတ္တိခန္ဓာ၌ဉာဏ်ဖြင့်မြင်တတ်၏ဣတိတတ္တမထိုသောယုတ်ပရမဏပရမတ်တို့ကိုခန္ဓာ၌ဉာဏ်ဖြင့်မြင်တတ်သောတတ္တိကြောင့်ဝိပဿနာမြင်ပါပေတော့တတိသာဓုတရားတွေ့ရဆိုင်မြကြပါစေ